အားလုံးပဲမင်္ဂလာပါဘာစီလိုနာမြန်မာရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေကျွန်တော်တို့ဘာစီလိုနာဖန်ကြီးကိုတွေအတွက်ချန်ပီယံလိပွဲစဉ်တွေကတော့ပြန်လာပြီဗျဒီပတ်ပွဲစဉ်မှာကျွန်တော်တို့အသင်းအနေနဲ့ Every Frankfurt ကိုကျွန်တော်တို့ရဲ့အိမ်ခွဲမှာအခန့်ရှင်ပြန်ရမှာဖြစ်ပြီးတော့2022က Super League ရဲ့ရှုံးပွဲကိုအကောင်းဆုံးပြန်ဆက်နိုင်မဲ့ပွဲစဉ်တွေပွဲပဲလို့ဆိုရမယ်ဒါကျွန်တော်တို့အသင်းကဒီပြန်ပွဲမှာရမှတ်တွေတောက်လျှောက်ရော့လာပြီးတော့အဆင့်18မှာရက်တည်နေရတယ်ဆိုတော့ဒီပွဲစဉ်ကိုတော့အနိုင်ကန်ဖို့လိုအပ်တယ်နောက်ဆုံးပွဲစဉ်မှာချက်စီအသင်းကိုရှုံးနေခဲ့ပြီးတော့ယုံကြည်မှုတွေပျောက်ဆုံးနေပေမဲ့အခုနောက်ပိုင်းပွဲစဉ်ဒီမှာတော့ဒဏ်ရာကစားသမားတွေပြန်လာတာနဲ့အတူရလက်တွေတောက်လျှောက်ပြန်ကောင်းလာတယ်တိုက်စစ်ကလည်းဂိုးတွေပုံမှန်ပြန်ရနေပြီးတော့ပြည်လည်မှာလည်းပတ်တီကဖန်တီးမှုတွေတောက်လျှောက်ပြန်လှုပ်လာနိုင်တယ်ဆိုတော့ကျွန်တော်တို့အသင်းအနေနဲ့လက်ကျန်ချန်ပီယံလိ3ပွဲကစားဖို့ကြံရှိနေပြီးတော့ဒီပွဲစဉ်3ပွဲမှာတော့ကျွန်တော်တို့အသင်းအနေနဲ့အမှတ်လုံးဝရောလို့မရနိုင်တဲ့အနေအထားမှာရှိနေတယ်ဆိုတော့ဒီ3ပွဲလုံးကိုအနိုင်ကန်ထားနိုင်မှပဲကျွန်တော်တို့ချန်ပီယံလိမှာနောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းမယ်ဆိုတော့ Every Frankfurt နဲ့ကျွန်တော်တို့နောက်ဆုံးတွေ့ခဲ့တာက2022 Europa League Quarter Final မှာကျွန်တော်တို့အသင်းကသူတို့ရဲ့အိမ်ခွင်းမှာ 1-1 ဆိုတဲ့ရလဒ်နဲ့တည်ကစားနိုင်ခဲ့ပေမဲ့ကျွန်တော်တို့ရဲ့အိမ်ခွင်းမှာတော့အစောပိုင်းပေးထားတဲ့ဂိုးတွေနဲ့ပဲကျွန်တော်တို့2ဂိုး3ဂိုးဆိုတဲ့ရလဒ်နဲ့ရှုံးနေပြီးတော့ပြိုင်ပွဲရထွက်ခဲ့ရတယ်ဒီတစ်ချိန်မှာတော့ကျွန်တော်တို့နှစ်သင်းကြားမှာတော့ different level ပဲကျွန်တော်တို့ဘာကာဖန်ကြီးကိုတွေအနေနဲ့အေးပြက်ခန့်အကျိုးနဲ့ပဲပွဲကောင်းတစ်ပွဲဖြစ်လိမ့်မယ်လို့ထင်တယ် Every Frankfurt ကခုတောက်လျှောက်ရလက်တွေစိုးနေတယ်ချန်ပီယံလိမှာလည်းသူတို့ကတပွဲပဲနိုင်ထားပြီးတော့ကျန်တဲ့ပွဲစဉ်တွေကတည်ရည်နေတဲ့အရှုံးကြီးပဲခုနောက်ဆုံးပွဲစဉ်မှာလည်းသူတို့အနေနဲ့ RB Leipzig ကိုရှုံးနေခဲ့ပြီးတော့နောက်ဆုံး9ပွဲမှာသူတို့2ပွဲပဲအနိုင်ရထားတယ်ဒီယာရီမှာ Every Frankfurt အနေနဲ့ခံစစ်ကလည်းဂိုးတွေတောက်လျှောက်ခွင့်ပြုထားရပြီးတော့တိုက်စစ်ကောင်းတဲ့ကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့အိမ်ပွဲမှာသူတို့ဘယ်လောက်ထိခက်ခဲမလဲကျွန်တော်တို့အသင်းကရောအိမ်ခွဲအားတာချက်နဲ့သူ2022ကရှုံးကြီးကိုအကောင်းဆုံးပြန်ဆက်သွားနိုင်မလားဆိုတာစိတ်ဝင်စားစရာပါပဲဆိုတော့ခုလက်ရှိကျွန်တော်တို့အသင်းရဲ့လူစီအခြေအနေကိုကြည့်မယ်ဆိုရင်ပေါ့လေဘတ်တင်တဲ့ပွဲစဉ်မှာရာဖင်ယာကအနှဲငယ်နာကျင်မှုခံစားနေရလို့မပါဝင်ခဲ့ပေမဲ့ Every Frankfurt နဲ့ချန်ပီယံလိပွဲစဉ်မှာတော့တီဂျာပေါက်ပြန်ပါလာဖို့ရှိတယ်တိုက်စစ်မှာရာဖင်ယာရဲ့လီဝွန်ဒေါစကီနဲ့ယမားတို့အသွဲကိုတွေ့ရနိုင်တယ်။ဝင်းလင်မှာလည်းဖာမီလိုဘတ်ကပြန်တက်လာပြီးဖြစ်လို့ပတ်ထရီဒီဂျောင်နဲ့ဖာမီလိုဘတ်အသွဲကိုကွင်းလင်မှာဒီပြာကသုံးနိုင်တယ်။ခံစစ်မှာကတော့အပြောင်းလဲရှိမှမထင်ဘူး။အားရစရာတစ်ခုကတော့ကျွန်တော်တို့အသင်းအနေနဲ့မနစ်ကပုံစံအတိုင်းပဲ present အားတွေပြန်ကောင်းလာတယ်။နောက်ပိုင်းပွဲစဉ်တွေမှာပတ်ထရီအနေနဲ့လည်းဖန်တီးမှုတွေတောက်လျှောက်ပြန်ရနေပြီးတော့တက်စစ်ကလည်းအချိတ်ဆက်မိမိနဲ့ဂိုးတွေတောက်လျှောက်ပြန်သွင်းနေပြီးဒဏ်ရာကစားသမားတွေပြန်တက်လာပြီးလူဆုံလာတဲ့အနေအထားကတော့အသင်းအတွက်ကြီးနှက်စရာတစ်ခုပဲဒီပွဲစဉ်ကတော့ကျွန်တော်တို့အသင်းအနေနဲ့ချန်ပီယံလိမှာရလက်ဆိုးနေတဲ့အနေအထားကိုအကောင်းဆုံးအဆုံးသတ်နိုင်မဲ့ပွဲဖြစ်ပြီးတော့ရှေ့ပွဲစဉ်မှာရလာတဲ့ကစားသမားတွေရဲ့ယုံကြည်မှုတွေနဲ့အတူအိမ်ကွင်းမှာ Every Frankfurt ကိုကျွန်တော်တို့အနိုင်ကစားနိုင်မယ်လို့ထင်တယ်ဆိုတော့ဒီပွဲစဉ်ကိုတော့ဗုဒ္ဓဝင်းနေ့မနက်2နာရီခွဲမှာရှင်ပြန်ရမှာဖြစ်တယ်။နောက်မြင်ရတော့ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ဒီပွဲစဉ်ကလွယ်ကူလိုက်မယ်လို့ထင်တယ်။အိမ်ဝင်အားတချက်နဲ့သူ Every Frankfurt ရဲ့အခုလက်ရှိချီအရရောပွဲစဉ်တောက်လျှောက်ရလက်တွေအရရောကျွန်တော်တို့အသင်းကိုရှင်းနေစရာမရှိဘူး။အဲဒီဘာကာဖန်ကြီးကိုရောဒီပွဲစဉ်ကိုဘယ်လိုမြင်ကြလဲ။ဝင်ရောက်ဆွေးနွေးပြီးသွားကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်။